ဟေနီဆန်လာတဲ့ဘာမြူဒါထီကန်ကဘာပေါ်မှာအဆူဆန်းဆုံးနဲ့အကြောက်စရာခေါင်းဆုံးနေရာတစ်ခုကိုပြပါဆိုရင်အားလုံးရဲ့ပြေးမိမိမှာဘာမြူဒါထီယန်အန်ဂေပါပဲအတ္တလန်တိတ်မိုထဲအနောက်ဖက်ချန်ဖလိုရီဒါဘာမြူဒါကျွန်းနဲ့ပိုရိုရီကိုကျွန်းတုံးခုကြားကကြီးကံပုံစံနေမြေဟာဆယ်စုနှစ်များစွာကြာအောင်နာမည်ကြီးနေခဲ့တာပါဒီနေရာမှာတင်မိုရီလေရင်တွေဘာကြောင့်အစအနမကြံပျောက်ဆုံးသွားကြတာလဲဘာမြူဒါတေးကန်ရဲ့နာမည်ကျော်ကြားမှုဟာ1940နာခုနှစ် Flight 9လို့ခေါ်တဲ့အမေရိကန်ရေးတပ်ဒုံးကျဲလေယာဉ်နာစီတပြိုင်နက်ပျောက်ဆုံးသွားရကနေစတင်ခဲ့ပါတယ်။အဲ့ဒီလေယာဉ်တွေကိုလိုက်လံရှာဖွေတယ်။ကေဆေရေးလေယာဉ်ပါထက်မှန်ပျောက်ဆုံးသွားခဲ့တာဟေဒီကိုပူကြီးထွားစေခဲ့ပါတယ်။ဒီနေမြေထဲမှာတန်လိုက်အိမ်မြောင်တွေအလုံးမလုံးတော့တာရုတ်တရက်ရာဒီဥရုဆိုးရွားလာတာနဲ့ဆက်သွယ်ရေးတွေပြတ်တောက်သွားတာမျိုးတွေခန်းခန်းဖြစ်လိရှိတယ်လို့ဆိုကြပါတယ်။ဒါကြောင့်ပဲတချို့ကဘာဟာဂျိုသားတွေရဲ့လက်ချက်တချို့ကလည်းပျောက်ဆုံးနေတဲ့အတ္တလန်တစ်မြို့တော်ကြီးရဲ့စွမ်းအင်တွေကြောင့်လို့ယုံကြည်ကြပါတယ်။ဒါပေမဲ့တိတ်ပံပညာရှင်တွေကတော့ဒီထက်ပိုပြီးယုံကြည်ရှိတဲ့အဖြေတွေကိုရှာဖွေထားပါတယ်။ပထမအချက်မီသိန်းတဲ့ငွေပင်လေကျမ်းပြင်ကထွက်လာတဲ့မီသိန်းတဲ့ငွေတွေကြောင့်ရေရဲတိတ်တီးကျော်နေသွားပြီးတင်မိုးတွေနင်းမြို့ရတာလို့ယူဆကြပါတယ်ဒုတိယအချက်ကယူဝေးဒီဒေတာမှာအလုံးမြင့်မားတဲ့လူသက်လန်းကြီးတွေရုတ်တရက်ချစ်ပေါ်တတ်တာပါတတိယအချက်ကဂက်စတီမိုးထရာရီစီချောင်းကလွန်ဒနာချောင်းပြက်ကျသွားတဲ့အပိုင်းဆက်တွေကိုခန့်ချင်းတွင်ဝေးရာကိုလွင်စင်သွားစေတာပါလက်ရှိမှာတော့ဘာမြူဒါတေးကန်ဟာတခြားနေရာတွေထက်ပိုပြီးအန်ရီများတယ်ဆိုတဲ့ထောက်ထားအခိုင်လုံးမရှိသေးပါဘူး။ဒါပေမဲ့ကြောက်ဆုံးသွားတဲ့တပ်တွေနဲ့လူပြောများတဲ့ဒဏ္ဍာရီတွေကြောင့်ဒီနေရာဟာကဘာကြီးမားဆုံးဖေးဒီတစ်ခုအဖြစ်ဆက်လက်တည်ရှိနေဦးမှာပါ။အခုလိုထူးဆန်းတွေလာတွေကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်တို့ရဲ့ The Hidden One ကို like နဲ့ follow လုပ်သွားဖို့မွေးနဲ့အောင်တော့